တော့တီလာဆိုတာဘာလဲလို့မေးရင်လွယ်ကူလုံးပြောရရင်တော့သူတော်ဘာကိုထိကြိုက်သွားစေမဲ့ကာယကံမှုဝစီကံမှုတွေကိုကိုယ်တန်တန်မှာမဖြစ်အောင်စောင့်စည်းတာထိမ့်သိမ့်တာဟုတ်လားသူတော်ဘာကိုထိကြိုက်သွားစေမဲ့အပြောတွေသူတော်ဘာကိုထိကြိုက်သွားစေမဲ့အလုပ်တွေအဲ့ဒါတွေကိုမပြောမိအောင်မလုပ်မိအောင်စောင့်စည်းရတာထိမ့်သိမ့်ရလူသားတယောက်အနေနဲ့ပြောမယ်ဆိုရင်တော့ဘာကြောင့်မှသူတော်ဘာတက်ကိုမတတ်ဘူးလူကြောင့်မှသူတော်ဘာပစ္စည်းကိုမတရားမယူဘူးကာမကိစ္စဖောက်ပြန်မှာရင်မှုမရှိစေရဘူး။လိညာတဲ့သားမှုသားစကားကိုမဆိုမိစေရဘူး။နော်ရက်တည်တာမူရဲ့စေဝါကိုသုံးဆွဲဘူး။ဒါဆိုလို့ရှိရင်ဒါသီလနဲ့ပြည့်စုံတယ်သီလဆိုတာဒါပဲလို့နားလည်ရတယ်။နောက်စိတ်ဝင်စားတဲ့အကောင်းတဲ့သီလရဲ့အဓိပ္ပာယ်လေးတစ်ခုအဲ့ဒါကဘာပြောလို့ဆိုတော့သီလဆိုတာငကိုသဘောကိုပြောတာတဲ့။ဘုံတို့ပါရမီ7ပါးကိုဟောတော့ကမင်းကွန်းစော်ဘုရားကြီးရဲ့နော်ဗုဒ္ဓဝင်အနုဒီပနီကိုကြည့်ပြီးတော့အာကိုပြုတ်ပြီးတော့ဟောတယ်အဲ့ဒီတည်းမှာသီလနဲ့ပတ်သက်ပြီးတော့သီလဆိုတာငကိုသဘောလို့ဒီလိုလေးပြောတာကိုစိတ်ထဲမှာတော်တော်လေးကိုပဲသဘောကျပြီးနှစ်ချိုက်မိတယ်နော်ဘလို့လဲငကိုသဘောဆိုတာအခုဘုံမတို့ဒီတိုင်းနေဟုတ်လားသူများတက်ကိုမတက်သေးသမျှသူများဥစ္စာကိုမခိုးသေးသမျှဟုတ်လားအဲ့ဒီအပြစ်ရှိတာတွေကိုမလွန်ကျူးသေးသမျှဘုံဘုံတို့မှာသီလနဲ့ပြည့်စုံနေတယ်နော်ဟုတ်လားတက်လိုက်ပြီဟေးဆိုတော့မှသီလပြည့်စည်သွားနေရာဖြင့်ငကိုသဘောကနေရွေလျောသွားတာပေါ့နော်ဒါကြောင့်ကိုယ့်ရဲ့ဖြူစင်တဲ့ငကိုသဘောလေးကိုမလုပ်ထားနိုင်ဘူးလို့ထိန်းထားနိုင်ဖို့လိုတယ်ဒါကြောင့်သီလဆိုတာဘာလဲလို့မေးရင်ဒါလေးကိုဘုသူတ္တမှတ်စေခြင်းငကိုသဘောလို့ဟုတ်လားဒီငကိုသဘောလေးကိုမလုပ်မဖြက်စီးနဲ့ပေါ့နော်နောက်တစ်ခုကသီလနဲ့ပတ်သက်ပြီးတော့ဘုံဘုံတို့သီလရဲ့အဓိပ္ပာယ်လေးကိုပို့ပြီးတော့လေးလေးနက်နက်ကြည်ကြည်ပြန့်ပြန့်နော်မြင်မိဖို့အတွက်မြတ်စွာဘုရားသီလကိုအဘိယဒါနလို့ဟောတဲ့အကြောင်းအရာလေးကိုသိသိချင်းနော်သီလ